အစားအသောက်တွေကို microwave အသုံးပြုပြီးတော့ချက်တော့မယ်နှွေးတော့မယ်ဆိုလို့ရှိရင်ကင်ဆာဖြစ်နိုင်တာဒါကိုဒီနေ့မှာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒေါက်တာသီဟန်တော်ပါ microwave ကိုအသုံးပြုတဲ့အခါမှာကင်ဆာဖြစ်နိုင်ခြေရှိရဆိုပြီးတော့တချို့တွေကပြောကြတယ်တကယ်တော့ microwave ကကင်ဆာကိုဖြစ်နိုင်ခြေရှိတာမဟုတ်ပါဘူး microwave မှာအသုံးပြုတဲ့တန်လိုက်လှိုင်းသည် non ionizing radiation ဖြစ်ပါတယ်အနေနဲ့မရှိပါဘူးအနေနဲ့ရှိတဲ့ radiation ဆိုတာက UV radiation ဖြစ်ပါတယ်ပြီးလို့ရှိရင် X-ray ဒါမျိုးတွေပါဝင်တာဖြစ်ပါတယ် microwave မှာအသုံးပြုတဲ့ radiation ကတော့အနေနဲ့မရှိပါဘူးအဲဒါကြောင့်မလို့ microwave ကိုအသုံးပြုခြင်းအပြင်ကင်ဆာဖြစ်နိုင်ခြေမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့အသုံးပြုတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ကင်ဆာဖြစ်နိုင်ခြေတော့ရှိပါတယ်ဥပမာအဖြစ်ကိုအသုံးပြုလိုက်တဲ့ plastic ခွက်က BPA လိုမျိုးဓာတ်ပစ္စည်းထွက်လာမယ်ဆိုလို့ရှိရင်တော့ကိုဒီအဲ့ဒီ BPA ကနေတစ်ဆင့်ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်အားကြောင့်မလို့ microwave ကိုအသုံးပြုတဲ့အခါမှာဟင်းနှွေးတဲ့အခါမှာ BPA free သုံးသင့်တယ် microwave safe ဖြစ်တဲ့ container ခွက်တွေကိုအသုံးပြုသင့်တယ်ပြီးတော့အခါမှာဒီကြွေခွက်တွေကြွေပကံများတွေကြွေစလုံးတွေဓာတ်တွေသုံးသင့်တယ် steel စလုံးတွေကိုတော့မသုံးသင့်ပါဘူး